မင်္ဂလာပါကျွန်တော်တို့ဒီနေ့ကတော့ရထားသွားစီမှာပဲဖြစ်ပါရဲ့မနေ့စာလေးစားပြီးပြီဆိုတော့ကျွန်တော်တို့ရထားလက်မှတ်သွားဖြတ်မှာပဲဖြစ်ပါတယ်ဒါကစမ်းမဲ့ချိန်တရားတွေပြတာပဲဖြစ်ပါတယ်ခင်ဗျာရထားလက်မှတ်ဝယ်လို့ပြရပဲဖြစ်ပါတယ်ခင်ဗျာလက်မှတ်လေးဖြတ်ပွားဆိုတော့ညတာညိုပူလာနေပြီးတော့ရထားသွားစီတော့ပါပဲဖြစ်ပါတယ်အဲ့နားလေးမှာရက်ပြီရထားပေါ်မှာဆောင်းမှုတက်လဲမုတ်တွေနဲ့ဝယ်ပြီးသွားပြီခင်ဗျာအဲ့နဲ့တူရထားစီမလိုက်ခဲ့ကြပါဦးခင်ဗျာကျွန်တော်စီမရထားရပါပြီခင်ဗျာဒါပေါ်စာပြီးတက်ပါပြီခင်ဗျာရဲမတော်ခဏနဲ့ဒါပေါ်မှာလူရောနည်းနည်းများပါခင်ဗျာဒီကတော့တတနေရာရောက်ပါလားခင်ဗျာမဟုတ်ဘူးကျွန်တော်စားလိုက်အောင်လေခင်ဗျာအပေါ်ကတူရရဲ့ရှုပ်ကင်းလေးပါခင်ဗျာဒါလေးရပစုံဆောင်ပူတာရောက်ပါပြီခင်ဗျာတတလို့ပစုံဆောင်ပူတာကိုကြော်ပြီးတော့ရန်ကုန်ပူတာကြီးရောက်ပါပြီခင်ဗျာဘလို့လေးရတော့ဒီတော့ပါရခင်ဗျာအားလုံးပဲတက်တာပါခင်ဗျာ